လိုဂုံတည်ရှိလူကြီးလူကောင်းတယောက်ရဲ့သမီးနဲ့စင်တန်းချင်းဘယ်လိုကြွားချတယ်ဆိုတာမင်းဟာမင်းဆုံးဖြတ်တတ်ရင်မင်းအခုဝင်လာတဲ့လာလန်းအတိုင်းငါသမီးကိုကြောခိုင်းမင်းထင်ရကိုပြန်ပြီးစိုင်းနိုင်တယ်ငါကဲသွားတော့ အတူ โอ้အတူတွေလုံးတွေစမ်းတဲ့သမီးလာအပေါ်တက်ကိုသွားမယ် အတူတူ ဟာတေသမီးစဉ်းစားနော်ဒါမရဲ့ထက်မြက်ချင်းကိုကာကွယ်တဲ့အနေနဲ့တအိမ်ဟာအစွမ်းမဲ့အခြေအနေနဲ့ရောင်ရဲနေရအမိဘဆိုတာကိုသားသမီးရဲ့အရှက်နဲ့အသက်ကိုကာကွယ်တဲ့သဘောနဲ့တအိမ်လိုကို့အတွက်ဘာတစ်ခုမှမငဲ့ကွက်ပဲရောင်ရဲနေကြတတ်တာမျိုးအဒီတော့ဖေဖေစီမံရာကိုနာခံစမ်းပါသမီးလေးရဲ့ ဖေဖေရဲ့ကတွင်းပြက်တာနဲ့စားတဲ့အစာကိုအပြစ်မတင်သင့်တယ်လို့ဖေဖေတို့ဂုံပကာတနာအရေးခင်းအတွက်သမီးတို့ရဲ့ချစ်ချင်းကိုအပြစ်တင်မစောပါနဲ့